ခုနကတော့တောင်ပေါ်ရန်လမ်းကအဝက်ချမ်းနေပြီးတော့တက်လာလို့ရှိရင်ဒါအလဲပဲချမ်းရောက်မယ်ဒါတန်လွင်မြစ်ပေါ့ဒါတန်လွင်မြစ်ရဲ့ဒီဘက်ချမ်းမှာဆိုရင်ဒါအခုတောင်ညူတောင်အားကြည့်ရင်တန်လွင်ရဲ့ညာဘက်ချမ်းမှာဒါမဟုတ်လို့ရှိရင်အရှိဘက်ရက်ပေါ့နော်အရှိဘက်ရက်အရှိဘက် view point ပေါ့ဒါဆိုရင်ဂျိုင်းမြစ်နဲ့အထက်မြစ်ရှိတယ်ပြီးရင်အဝက်ချမ်းမြောက်ရီကနေဆင်းလာလို့ရှိရင်အမှဒါကမော်လ်မန်တရားတခုနော်ပြီးလို့ရှိရင်ဟိုဘက်ချမ်းကနေပြီးတော့ဇာတပြင်တရားဖျားပေးနာမှာဇာတပြင်တရားမြောက်ရီကနေဆင်းလာဇာတပြင်တရားချမ်းမြေအထက်မြေကနေပြီးတော့တန်လွင်မြစ်တဲ့ဟိုဘက်ချမ်းစီးဝင်ပါတယ်ဒါမျိုးရှောင်းလမ်းပေါ့ဒီဘက်ချမ်းမော်လမြိုင်မျိုးရှောင်းလမ်းပေါ့အဝေးပြေးကားကွင်းနဲ့ဘူရာယုံဒီဘက်ချမ်းမှာရှိတယ်မြောက်ရီအသက်စင်းလိုရတဲ့လူတွေဆက်သွယ်လို့ရပါတယ်ကိုကမြောက်ရီမော်လမြိုင်နေချင်းပြန်သွားပြန်လဲလုပ်ပေးပါတယ်ဒါကမော်လမြိုင်တန်လွင်မြစ်ပါခင်ဗျာ